2021နောက်ပိုင်းစိန်ချိန်ပတ်မှာနိုင်ပွဲမရသေးတဲ့မှတ်တမ်းကိုဆက်ပြီးထိန်းသွားခဲ့တဲ့ Chelsea အားလုံးမင်္ဂလာပါများ WAH Sport ဆောင်ကနေပြန်လည်ကြိုလိုက်ပါရစေ။ Chelsea ရဲ့အခြေအနေကငှက်ကြားတွေနဲ့အတွေ့မှာဖွကြားဘွားကိုရောက်တော့မလို့အခြေအနေနဲ့ရင်ဆိုင်သွားခဲ့ရပါသေးတယ်။ဖိမနိုင်ပဲပဲချင်းစားသလိုမျိုးပရာပိုင်းအတွင်းမှာအထာနီးနေခဲ့ကြတာတွေကငှက်ကြားတွေကိုအခွင့်အရေးတွေပေးသွားခဲ့ကြသလိုဖြစ်သွားစေခဲ့တာပါ။ငှက်ကြားတွေအတိုင်းစစ်မှုဖြစ်တဲ့ Water Marty အတွက်ကတော့ Chelsea ရဲ့ခံစစ်နောက်ခံလူတွေဖြစ်ကြတဲ့ Fofana နဲ့ Charlo Bad တို့ဟာအစိမ်းမရှိတဲ့မွေးပေါင်းလေးတွေဖြစ်ခဲ့ကြပြီးဂျပန်သားတိုက်စစ်မှုရဲ့သွင်းကိုတွေကိုတားဆီးနိုင်ခြင်းမရှိခဲ့ကြတဲ့အတွက်စောစီစီပေးကိုတွေခွင့်ပြုပေးသွဲခဲ့ရတာဖြစ်ပါတယ်။ပွဲစားလေးမိနစ်မှာငှက်ကြားတွေဟာဥဆောင်ကိုစတင်ရရှိသွားခဲ့ကြတာဖြစ်ပြီးမာဖီရဲ့ဖျက်တင်ပေးဖို့မှုကိုဂိုးပေါင်းရှင်းနာမှာရှိနေတဲ့အန်တိုနီဂေါ်ဒွန်ကပိတ်သွင်းဖို့ကြိုးစားခဲ့ရမှာဆန်ချက်တယောက်ကာကွယ်သွားနိုင်ခဲ့ပေမဲ့ဘောလုံးကတိုက်စစ်မှုဝါတာမာတဲစီတနက်မမဲ့ရောက်သွားခဲ့ကဂျပန်သားတိုက်စစ်မှုကအပြင်းကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။နျူကာဆယ်အသင်းကချက်ချင်းပဲနောက်ထပ်ဥဆောင်နိုင်မဲ့အခွင့်အရေးကိုရခဲ့ပြီးဂေါ်ဒွန်ရဲ့ကန်ချက်ကိုဆန်ချက်ကအလွန်ကောင်းမွန်တဲ့ပုံစံနဲ့ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့သာချဲစီတို့ပေးကိုတွေဆက်တိုက်ခွင့်ပြုခဲ့တာပါ။ဒါပေမဲ့လည်းမိနစ်20ရောက်မှာဝါတာမာတဲကငှက်ကြားတွေအတွက်ဒုတိယမြောက်ဥဆောင်ဂိုးကိုရယူသွားခဲ့ပြီးအန်တိုနီဂေါ်ဒွန်ရဲ့ကောင်းမွန်တီးကြတဲ့ဖျက်တင်ပေးပို့မှုကိုဝါတာမာတဲကဂုံးညာဘက်အောက်ထောက်အထဲကိုအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ဝါတာမာတဲရဲ့ဒုတိယမြောက်သွင်းကိုဟာနေငယ်လူကျွံနေခဲ့သလိုဖြစ်နေခဲ့တယ်ဆိုပြီးဘေယာကပြန်လည်စစ်ဆေးခဲ့ပေမဲ့လည်းကန်စီလိုကြောင့်လူကျွံနေခြင်းမရှိတဲ့အတွက်ကွင်းလယ်တိုင်ကဂိုးဖြင့်ခွင့်ပြုပေးသွားခဲ့ပါတယ်။ဒုတိယပိုင်းပြန်စတင်ပြီး4မိနစ်မှာပဲချဲစီကပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီးအလွန်ကောင်းမွန်တဲ့စတင်မှုကြောင့်ပြည်နယ်မော်ရရှိခဲ့ရမှာရေဂျင်ကလှလှပပပဲဂိုးပဲအပေါ်ကြောင်တဲ့ကိုအပြင်သွင်းယူကပထမခြေပါကိုရောက်သွားခဲ့ပါတယ်။နောက်ချက်9မိနစ်အကြာမှာနျူကာဆယ်လိုပနတီရရှိခဲ့ပြီလို့ထင်မြင်ခဲ့ပေမဲ့လည်း VAR ကပြန်လည်စစ်ဆေးခဲ့ပြီးတဲ့နောက်ကွင်းလယ်တိုင်ရဲ့မူလဆုံးဖြတ်ချက်အတိုင်းပနတီမပေးဖို့ဆုံးဖြတ်သွားခဲ့ပါတယ်။66မိနစ်မှာတော့ချဲစီတို့အတွက်လိုအပ်နေတဲ့နောက်ထပ်ခြေပါကိုယာအိုပက်ထရိုကသွင်းယူပေးသွားခဲ့ပြီးဆန်ချက်ရဲ့အမြန်တွေးပြီးပေးပို့လိုက်တဲ့ဘောလုံးကိုပက်ထရိုကရေဘက်နဲ့ထိန်းပြီးတဲ့နောက်တီယော့ကိုကြော်ဖြတ်ကအာရိုရန်ဒေးနဲ့တူးချင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ချဲစီသင်းဘက်ကကန်စီလိုရဲ့ကန်ချက်ဂိုးတိုင်ပေးဝိုင်းထွက်သွားခဲ့တယ်လို့ဂါလာချွဲအနီးကကန်ချက်ကိုလည်းရန်ဒီကပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တဲ့အတွက်ချဲစီတို့တေးတမက်နဲ့သာချင်းနဲ့သွားခဲ့ရတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထိုးပဲတင်ရှိပါရခင်ဗျာ WBH မှာတရားမရိုးကျမောင်းဘော်ဒီကိုပေါက်တွေကနေကွဲထွက်နေတဲ့ both thin to score correct score တွေကိုမြန်မာဘန်ထိုင်းဘန်များဖြင့်လွယ်ကူစွာစော်ကစားနိုင်ပါပြီ